မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့လူတိုင်းအကြိုက်တွေ့စေမဲ့နုညံ့ဣဆက်ပြီးအရသာရှိလာတဲ့ကျုပ်ပူတင်လုံနီလေးကိုဝေမျှပေးမှာဖြစ်ပါတယ်အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့တင်အလွယ်တကူဘယ်လိုချက်မလဲဆိုတာသိချင်ရင်တော့ဗီယိုလေးကိုအစုံကြည့်ပေးပါဦးခင်ဗျာကဲတူစားလို့ကြရအောင်ဗီယိုလေးမစတင်ခင်မှာကုကြီးတကူတောင်းချင်ပါတယ်join ဗီဒီယိုကိုမျက်နှာနဲ့ share ဝေမျှခြင်းနဲ့ follower နှိပ်ဖို့မေ့ပါနဲ့ခင်ဗျာမိတ်ဆွေတို့ရဲ့ follower တစ်ချက်ကကျွန်တော်တို့အားစေးတစ်ခွက်ဖြစ်နေလို့ပါကဲ follower လေးနှိပ်ပြီးဆိုရင်တော့စကြရအောင်အရန်စားလို့ကောင်းပြီးတော့လောက်ရလွယ်တော့ကျုပ်ပူတင်လေးကိုလောက်ပြပါမယ်ခင်ဗျာအရင်ဦးဆုံးပါဝင်တော့ပစ္စည်းတွေကနွားနို့160 gramနှုတ်စိန်160 gram တကြားညို160 gram နဲ့ကျုပ်လေးလုံးပါဝင်မှာဖြစ်ပါတယ်အရင်ဦးဆုံးနွားနို့နဲ့နှုတ်စိန်ကိုကြိုရမှာဖြစ်ပါတယ်ဆူလာပြီးဆိုရင်ခဏလောက်လေးဖယ်ထားပေးပါခင်ဗျာကျုပ်ကိုခောက်ရမှာဖြစ်ပါတယ်ကျုပ်ကိုခင်းစုံနဲ့ပဲခောက်ပေးပါခင်ဗျာကဲကျုပ်တွေခောက်ပွားပြီးဆိုရင်တကြားညိုနှစ်စွန်းလောက်ထပ်ထည့်ပြီးတော့ထပ်ခောက်ပေးရမှာဖြစ်ပါတယ်စားလေးနဲ့ရန်ထည့်ပြီးတော့ထပ်ခောက်ပေးပါအောင်ခင်ဗျာခဏတော့ကကြိုရတော့နွားနို့နဲ့နှုတ်စိန်ကိုထည့်ပေးရမှာဖြစ်ပါတယ်ရေးကြည့်တာကခောက်တာတော့ကျုပ်ထဲကိုထည့်တဲ့နေရာမှာဖြည်းဖြည်းချင်းထည့်ပြီးတော့စွန်းနဲ့လည်းတောက်ဆောင်ခောက်နေပေးရမှာဖြစ်ပါတယ်ဒါမှပဲကျုပ်နဲ့နှုတ်စိန်တွေကတသားတယ်ကြာတော့မှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့တကြားညိုကိုကြိုမှာဖြစ်ပါတယ်ညောင်စီးကြတဲ့အထိကိုမကြိုပါနဲ့ခင်ဗျာအနှဲငယ်ကြိုပြီးရင်ရပါပြီဘာကြောင့်လဲဆိုတော့ညောင်စီးကြတဲ့အထိကိုကြိုရင်ခါသွားတတ်လို့ပါကဲတကြားညိုကြိုပွားပြီးဆိုရင်ကျော်တို့ပူတင်းပေါင်းမဲ့ခွက်လေးထဲကိုထည့်ရမှာဖြစ်ပါတယ်စီနဲ့ငယ်လေးတုပ်ပေးလိုက်ပါခင်ဗျာပြီးရင်တော့ကြိုထားတော့တကြားညိုကိုအရင်ထည့်ပါမယ်ခဏတော့ကကြက်ဥရဲ့နှုတ်စိမ်းရဲ့ရောထားတာကိုလည်းထည့်ပေးရမှာဖြစ်ပါတယ်အပေါ်ကမြုပ်လေးတွေကိုအနှဲငယ်ကျွန်တော်ဖယ်ထုတ်ပေးလိုက်မှာဖြစ်ပါတယ်ဒါမှပဲနုနုအီအီနဲ့ကြက်ဥပူတင်းလေးရရှိမှာဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေစင်ပြေရပလက်စိတ်အကြည့်လဲအုပ်ပြီးတော့ပေါင်းလို့ရပါတယ်ခင်ဗျာကဲစပေါင်းပါမယ်ပေါင်းတဲ့နေရာမှာနိုင်ရွက်လောက်ပေါင်းပေးရမှာဖြစ်ပါတယ်အဲ့ဒီပေါင်းတဲ့နေရာမှာနှစ်ခါသုံးခါလောက်ဖွင့်ပေးရမှာဖြစ်ပါတယ်မဖွင့်ပေးရင်ဖောင်းတက်လာတက်လို့ပါဖွင့်ပေးပါခင်ဗျာကဲနိုင်ရွက်လောက်ပေါင်းပွားပြီးဆိုရင်တော့နုနုအီအီနဲ့ကျုပ်ပူတင်လေးရပါပြီခင်ဗျာကဲအခုဆိုရင်တော့မှုန့်ပြက်ပြီးတော့စားကျင်စပွဲကျုပ်ပူတင်လေးရပါပြီခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ရင်တက်တယ်ဆိုရင် like and share လုပ်ဖို့မေ့နေအောင်နော်နောက်တက်လဲစိတ်ဝင်စားစရာညှင်းချက်နီးနဲ့မလို့နီးတွေတင်ပေးတော့မှာမို့လို့ကြော်ရပိတ်ကို follower တွေနှိပ်ထားပေးကြပါအောင်အားလုံးပဲပျော်စင်စရာမိသားစုဘတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ